မင်္ဂလာပါနေနေသားရဲ့မာမိတ်စပေါ့အနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့17ရက်6လ2026ရက်နေ့အတွက်နောက်ဆုံးရဘလုံးပွဲသတင်းတွေကိုကျွန်တော်ဆိုရင်မောင်အင်တာဗျူးမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ကတော့ဒီနေ့ကတော့ကမ္ဘာဖလားစတင်ကျင်းပမယ့်နေ့ဖြစ်တယ်ခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ဘိုင်ယန်မြူနစ်အသင်းဟာပရိုတင်းရဲ့တောင်ပန်တိုက်စစ်မှုအိုလီဖေးကိုပေါင်သန်း200ကျော်ရမှရောင်းချမယ်လို့ကြောင်းပြန်လာကြောင်းသိရတယ်ခင်ဗျာရီယယ်ဥက္ကဋ္ဌပီရက်ဟာရွေးကောက်ပွဲမတိုင်ခင်တော့သူ့အနေနဲ့ရွေးကောက်ပွဲသာနိုင်ရရှိခဲ့မှာပေါင်သန်း100ပြည့်တဲ့ပြောင်းရွှေ့လုပ်ပေးမယ်လို့ကြေညာထားခဲ့တယ်ဒီပေါင်သန်း100ပြည့်တဲ့ပြောင်းရွှေ့ကဘယ်ကမ္ဘာသားဖြစ်နိုင်မလဲလို့စုံစမ်းစစ်ဆေးမှုတွေသတင်းတောက်တွေကလုပ်ခဲ့တဲ့ခါမှာတော့ဘိုင်ယန်မြူနစ်အသင်းရဲ့တောင်ပန်တိုက်စစ်မှုအိုလီဖေးဖြစ်နိုင်ခြေရှိတယ်ဒီအချိန်မှာဘိုင်ယန်မြူနစ်အသင်းကအိုလီဖေးကိုယူတန်း100ပဲတော့မရောက်ချနိုင်ဘူးတန်း200ကျော်ပြင်ဆင်းမမယ်လို့အကြောင်းပြန်ခဲ့ကြောင်းလည်းသိရတယ်ဒါပေမဲ့လည်းရီယယ်အသင်းကတရားဝင်ကန့်လန့်ထားခြင်းတော့မရှိသေးပါဘူးဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့အေဗရက်ကိုခေါ်ယူဖို့အတွက်အာဆင်နယ်အသင်းစိတ်ကနေဆိုတဲ့သတင်းဖြစ်တယ်ဗျာအာဆင်နယ်အသင်းဟာအက်တလက်တီကိုအသင်းရဲ့အားထားတဲ့တိုက်စစ်မှုအေဗရက်ကိုပြည်တိုင်ဆန်ချင်တင်ပြောင်းရွှေ့ခြင်းပေါင်တန်း130ကျော်နဲ့ခေါ်ယူဖို့အတွက်စိတ်ကနေကြောင်းသိရတယ်ဗျာအက်တလက်တီကိုအသင်းကသူတို့အသင်းရဲ့ကမ္ဘာသမားကိုရီယယ်မက်ဒရစ်အသင်းကယူတန်း100ပဲနဲ့ကန့်လန့်တာကိုပိတ်ချခဲ့သည့်တိုင်အောင်အာဆင်နယ်အသင်းကတော့ပြီးခဲ့တဲ့ရာသီကတိုက်စစ်မှုအီဖက်ကိုလီဗာပူးကပေးချေခဲ့ရတဲ့ပြည်တိုင်ဆန်ချင်တင်ပြောင်းရွှေ့ခြင်းဖြစ်တဲ့ပေါင်တန်း130ကျော်ကိုချုပ်ဖြတ်ပြီးတော့ပေါင်တန်း130ကျော်ထက်များတဲ့ပမာဏနဲ့ခေါ်ယူဖို့အတွက်ကြိုးပမ်းနေကြောင်းသိရတယ်ခင်ဗျာဒါပေမဲ့ဒီကမ္ဘာသမားရဲ့ဂျော်ဂျီဖာဂျိုကပေါင်တန်း300ကျော်လောက်ထိရှိနေတဲ့အတွက်ခေါ်ယူဖို့ကခက်ခဲနေတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့အင်္ဂလန်အသင်းရဲ့နီးပြသောမတ်ပီချယ်ကအသက်24နှစ်အရွယ်ရှိတဲ့အင်္ဂလန်အသင်းရဲ့အားထားရတဲ့တောင်ပန်တိုက်စစ်မှုဆာကာအနေနဲ့သူ့ရဲ့ကြက်ခိုင်မှုအခြေအနေကြောင့်မိနစ်90လုံးကစားဖို့မဖြစ်နိုင်ဘူးလို့ပြောကြားခဲ့ပါတယ်ဆာကာသူ့ရဲ့ကလပ်အသင်းဖြစ်တဲ့အာဆင်နယ်မှာလည်းအားထားရတဲ့ကမ္ဘာသမားဖြစ်ပြီးတော့တရားသီလုံးမှာဒဏ်ရာရင်းနဲ့ရုံးဝင်ခဲ့ရပြီးဒီရာသီမှာသူ့အနေနဲ့အာဆင်နယ်အသင်းတဲ့တရားသီလုံးမှာ9ပွဲသာပွဲထွက်ကစားခဲ့ရပြီးကျန်တဲ့ပွဲတွေကတော့လူသားဝင်ကမ္ဘာသမားအများဆုံးကစားခဲ့ရတယ်ဒါသူ့ရဲ့ဒဏ်ရာဒုက္ခပေးနေတာဖြစ်ပြီးတော့အခုတော့အင်္ဂလန်လည်းဖြစ်တဲ့မှာလည်းမိနစ်90ဖြစ်ကစားဖို့ဆင်ပြေဘူးလို့သူချဲပြောကြားခဲ့ပါတယ်နော်နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့နီးပြနေရာလက်လက်နေတဲ့ CDA ကလပ် AC မီလန်အသင်းကပဲလိအသင်းကနေထွက်ခွာလာခဲ့တဲ့ Conor Gallagher ကိုနီးပြအဖြစ်ခန့်အပ်ဖို့အတွက်ဆွေးနွေးမှုတွေပြုလုပ်နေကြောင်းသိရတယ်ဗျာဒီ Conor Gallagher ဟာပဲလိအသင်းကိုတစ်ဖက်ချိုးပြောင်းလဲစေခဲ့တဲ့နီးပြတူဖြစ်ပြီးတော့သူမရောက်ခင်မှာပဲလိအသင်းဘာစူပရာမှအောင်မြင်မှုရရှိခဲ့ပေမဲ့သူရရှိခဲ့တဲ့အချိန်မှာပဲလိအသင်းကို FA Cup Community တိုင်းနဲ့ Europa Conference League Champion ဖြစ်အောင်ဆွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက်ဒီနီးပြဟာလက်ရှိအချိန်မှာအသင်းကြီးတွေလိုချင်နေတဲ့နီးပြတူဖြစ်တယ်ဗျာအခုချိန်မှာလက်ရှိဒီနီးပြကပဲလိအသင်းနဲ့လက်ခွဲထားတဲ့အတွက်အသင်းလက်မှတ်ဖြစ်နေပြီးတော့ဘယ်အသင်းလို့ဆိုခေါ်လို့ရနိုင်တဲ့အနေအထားမှာရှိပြီးတော့ AC Milan အသင်းကတော့ဆွေးနွေးပြီးတော့ဆွေးနွေးမှုအဆင်ပြေကြောင်းလည်းသိရတယ်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ Real Madrid အသင်းဟာသူတို့အသင်းရဲ့ဒီအင်ဂျီစပွန်ဆာဖြစ်တဲ့ Adidas Company နဲ့2034ခုနှစ်အထိစာချုပ်သက်တမ်းတိုးလိုက်ကြောင်းသိရတယ်ဗျာ Real အသင်းဟာ Adidas Company နဲ့1998ခုနှစ်ထဲကလက်တွဲလာခဲ့ပြီးတော့အခုချိန်လည်းနောက်ထပ်2034ခုနှစ်အထိရှိနေမဲ့သက်တမ်းယူရိုတန်း300ရှိတဲ့စာချုပ်တင်ပြကိုထုတ်ဖို့လိုက်ကြောင်းသိရတယ်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့နိုင်အသင်းဟာသူတို့အသင်းရဲ့တောင်ပန်ကမ္ဘာသမားဆန်ချိုနဲ့လမ်းခွဲလိုက်ပြီးဖြစ်ကြောင်းအတီးတရားဝင်ကြေညာခဲ့တယ်ခင်ဗျာအသက်29နှစ်အရွယ်ရှိဖြစ်တဲ့တောင်ပန်ကမ္ဘာသမားဆန်ချိုဟာပြီးခဲ့တဲ့2021ခုနှစ်ကဒေါမွန်အသင်းကနေပေါင်တန်း85တန်းနဲ့ပြောင်းရွှေ့လာခဲ့ပေမဲ့မိုင်ယူအသင်းမှာရုံးကန်ခဲ့ရပြီးတော့ Aston Villa Chelsea တို့စားတဲ့အသင်းတွေကိုငှားထွက်ကစားခဲ့ရတယ်ဒါပေမဲ့ဒီအသင်းတွေကချိန်ဖမ်းပြနိုင်မယ်နဲ့မိုင်ယူအသင်းထံကိုပြန်ရောက်ရှိလာခဲ့တယ်ဒါပေမဲ့ဒီချိန်မှာမိုင်ယူအသင်းနဲ့စာချုပ်သက်တမ်းကွန်ဖုန်းတွေသွားခဲ့ပြီးတော့နှစ်ဦးနှစ်ဖက်ကတဦးတစ်နှစ်စာချုပ်သက်တမ်းတိုးခွင့်ရှိပေမဲ့လည်းနှစ်ဦးနှစ်ဖက်လုံးကသက်တမ်းတိုးဖို့အတွက်စိတ်ဝင်စားတော့တဲ့အတွက်လက်ခွတ်လိုက်ကြောင်းသိရတယ်ခင်ဗျာနောက်ဆုံးတော့သတင်းတစ်ပုဒ်အနေနဲ့ကတော့ပြီးခဲ့တဲ့ရက်ကရှင်မန်ကစားခဲ့တဲ့ချစ်ဖန်ပွဲတွေမှာအင်္ဂလန်အသင်းနဲ့ပေါ်တူဂီအသင်းတို့ကအနိုင်ရရှိခဲ့ကြောင်းသိရတယ်ခင်ဗျာအင်္ဂလန်အသင်းကကော့စတာရီကာအသင်းကို3ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပြီးတော့ပေါ်တူဂီအသင်းကတော့နိုင်ဂျီးရီးယားအသင်းကို2ဂိုးတဂိုးနဲ့အနိုင်ရရှိခဲ့ကြောင်းသိရတယ်ဒီနှစ်သင်းကကမ္ဘာဖလားမှာပေါဝင်ရှင်မြန်မဲ့အသင်းတွေဖြစ်ပြီးတော့အင်္ဂလန်အသင်းကအဖွင့်ပွဲမှာခရိုအေးရှားနဲ့ရှင်မြန်ကဖြစ်ပြီးတော့ပေါ်တူဂီအသင်းကတော့ဖွင့်ပွဲမှာဒီယာဂိုကိုအသင်းနဲ့ရှင်မြန်ကဖြစ်ကြောင်းသိရတယ်ခင်ဗျာကျေးဇူးအများကြီးတင်ရှိပါတယ်ဒီနေ့တဲ့သတင်းတွေကတော့ဒီလောက်ပါပဲမာမေ့စပေါ့ကနေပြီးတော့ဘလုံးမဲ့သတင်းတွေကိုလေးပြတစ်ဖက်ပြနေပြီမာမေ့စပေါ့ကို Facebook TikTok နဲ့ YouTube စတဲ့ social media တွေမှာဆက်သွယ်ရှိနေပါခင်ဗျာကျေးဇူးအများကြီးတင်ရှိပါတယ်